အိမ်မှာအပင်ဆက်ရတာဝါသနာပါလားဒါပေမဲ့သင်အိမ်တဲကိုကန်ကောင်းခြင်းနဲ့လက်လပါတွေတိုးပွားစေမယ့်အပင်တွေအကြောင်းရောသင်သိပါသလားဒီနေ့မှာတော့အိမ်တိုင်းမှာရှိတဲ့ Lucky Plants ၅ မျိုးအကြောင်းပြောပြပေးသွားမှာပါပထမဆုံးတစ်ခုကတော့ Lucky Bamboo လက်ကောင်ဝါပါသူကနာမည်နဲ့လိုက်အောင်ပဲအိမ်ထဲကိုငိမ့်ချမ်းမှုနဲ့ကန်ကောင်းခြင်းတွေကိုယူဆောင်လာပေးတယ်လို့အယူရှိကြပါတယ်ပြူစုရတာလည်းလွယ်ကူပြီးအဲ့ခါမှာအလှဆင်မှုအကောင်းဆုံးပဲပေါ့ဒုတိယတစ်ခုကတော့ Money Tree ပတ်စံပင်ပါဒီပင်ကတော့စီးပွားလက်လပါတွေတိုးပွားစေပြီးငွေကြေးကန်ကောင်းမှုတွေကိုဆွဲဆောင်ပေးနိုင်တယ်လို့လူသိများပါတယ်လုပ်ငန်းခွင်ဒါမှမဟုတ်ရုံးခန်းစပွဲပေါ်မှာထားဖို့အရန်တင့်တော်တယ်နော်နောက်တစ်ခုကတော့ Peace Lily ငြိမ်းချမ်းခြင်းနှင်းမှန်ပါသူကတော့အိမ်တွင်းမှာတဟာစရဖြစ်မှုကိုပေးဆွဲပြီးတင်လှုပ်ဆောင်တဲ့မြအရာရာတိုင်းမှာအစဉ်ပြေချောမွေ့စေဖို့အထောက်အကူပြုတယ်လို့ဆိုကြပါတယ်ပန်းပွင့်ဖြူဖြူလေးတွေကလည်းမြင်ရသူကိုစိတ်အေးချမ်းစေပါတယ်စရုပ်ထအပင်ကတော့ Pennygrass ပါဒိန်ကာပြပင်ပါသူ့ရဲ့အရွက်ဝိုင်းဝိုင်းလေးတွေကဒိန်ကာပြားလေးတွေနဲ့တူလို့ကျွယ်ပေါ်ချမ်းသာခြင်းနဲ့ပြည့်စုံခြင်းတွေကိုကိုးစားပြုပါတယ်ရေထဲမှာပဲဖြစ်ဖြစ်မြေကြီးမှာပဲဖြစ်ဖြစ်အလွယ်တကူစိုက်လို့ရတာကသူ့ရဲ့အားသာချက်ပဲဗျနောက်ဆုံးတစ်ခုကတော့လူကြိုက်အမျှဆုံးဖြစ်တဲ့ Monstera ပါသူကတော့စီးပွားလက်လပါတင်မကပဲကျမ်းမာရေးနဲ့အသက်ရှည်ခြင်းကိုပါယူဆောင်လာပေးတယ်လို့ယုံကြည်ကြပါတယ်အခန်းထဲမှာထားလိုက်တာနဲ့အခန်းလေးကခစ်မိပြီးပိုလန်းသွားမှအသေးချပါပဲအခုပြောပြသွားတဲ့အပင်တွေထဲမှာဘယ်အပင်ကိုအကြိုက်ဆုံးလဲဒီလိုမျိုးအပင်တွေအကြောင်းနေ့တိုင်းသိချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်